Hello, I'm Mingla Shin. Dinero, Megaro. Sakura. Sakura ni pian lai chu lai ba le. Dini. Chu ta ma li an ji li ba. Tua a ka pha wi mai ya ma ko no. Ni ya ko no. Ni sa shin ne. An ji dong gu ko pai ni ne ti me ma be shi ba le. ပထမဆုံးဟာကတစ်ခွန်ပြီးရဲ့ရှောက်တစ်လေးရှင်ပြီးရဲ့ရှောက်တစ်လေးရှင်ငါးတုံညာလေးခွန်တုံညာလေးခွန်ပြီးတော့ငါတို့ညလေးခွန်တင်းနဲ့ပဲဖြစ်ပါတယ်တင်းနဲ့ okay နဲ့ပြောရမလားတော့မသိဘူးဟမ်ရှင်းလာပါတော့မတိခဏလေးပါ6အော်တင်မပါဘူးနော်ခဏလေးအကုန်လုံးကဖြတ်ရတော့မှာပေါ့ပြန်ရေးပြပါမယ်ခဏလေးစဖို့ကြအောင်ငြိမ်းရကဲရတာပါပြီချင်းโอเคနေဝေါတာဝါပဲရှိပါတယ်တာဝါလေးပေါ့နော်တာဝါခုံပြတာဝါလေးရတော့ရမ်းမိုက်ပါရဲ့ရှင်တာဝါအန်တီတုံးခုကိုမှအပိုင်းလေးနဲ့တပြပါနော်လေးရဲ့ဒီလိုလေးတွေကိုsubscribe မှလေးကြနေအောင်နော်ဒီနာကအတန်လေးကိုရှင်းနေတော့ဆောရီပါနော်ဒီရဲ့အတန်လေးကိုတော့ရဲ့အတန်လေးကိုတော့ရှိုးအောင်လုပ်ပြီးထားပြီးတော့ကျဲအောင်လုပ်ပြီးတော့ပြုတ်ကြပါပြီနိုင်ရအဲ့ဒါစားနေပဲပြန်ခေါ်လိုက်တော့မယ်နော်ခဏလေးပါမမကြီးမနာဖုန်းပြပေးမနာတေးဟေးဟာဒီမှာဗီဒီယိုရိုက်နေတာsorry ပါဟုတ်တယ်ဒါလေးရတယ်အဲ့လေမလေးလေကားလေးတွေရောက်ပါပြီ။အဲ့ဒါခုံးတဲ့တူလေးဆိုတော့ကျွမ်းမယ်။ပန်းနိုင်ရတော့မှဖြစ်ပါတယ်။ဟုတ်ဝေါပန်းနိုင်ရတော့ပါပြီနောက်ထပ်အိုင်ပေါ်နဲ့ခုတ်သေးစီ
ကျုပ်တို့ပြန်တော့ကဲနောက်ထပ် ID တစ်ခုပေးမှပဲဖြစ်ပါတယ်နောက်ထပ် ID ကအောက်ကဒီစနစ်ခုနော်3ခုဒါလေးကိုကြည့်ကြပါမယ်ဒါလေးဟိုပါပဲပေါ့နော်တော့ပါပဲပေါ့နော်ဝါတော့ပါအဲ့ဒါလေးတော့ဝါဆွကြပါမယ်နော်ကိုကကိုပဲတက်သွားလိုက်တော့အဲ့ဒါဒီလိုအဲ့ဒါမတက်သွားလိုက်ဟိုနှစ်ကတည်းကရောက်ဒီလိုကြိုက်နေဒီကျမတို့ဟိုရီရနဲ့ခက်လို့ကြော်တာလေဟာလေးကြနည်းနည်းခတ်တော့ဒီကတင်လေးတော်လေးခတ်ကဲဒါဆိုရင်နိုင်ကြပါပြီနောက်ထပ် ID ကအဲ့လိုမျိုးလေးရေးထက်ပါနော်ဖယ်လေးဒီ okay လေးနဲ့ဟာဒီကနေ့ဒါကတော့ဆက်ကူကမြေထဲမှာပဲရှိတဲ့ဟာလေးပဲဖြစ်ပါတယ်နော်အတန်ကိုတက်အောင်လုပ်ပေးထားပါတယ်ခဏလေးနော်အော်မကြီးဒီမှာဆိုရင်နော်ဆိုင်းတော့လေးတစ်ခုတွေ့ပါမယ်ရှင်ဒီမှာပါစာကူတာတာကြည့်ကြပါမယ်ဒီမျိုးထဲမှာပါဖြစ်နေတယ်ဒါလေးကတော့မိုက်ပုံးလေးပဲဖြစ်ပါတယ်ရှင်ပြီးတော့ဒါလေးကတော့ပတ်ဆက်လေးပါပန်းလေးတွေပေါ့နော်ပြီးတော့ဒီကဝင်လို့မရပါဘူးအတန်ကိုတက်အောင်လုပ်ပေးထားပါတယ်ရှင်ပြီးတော့ဒါလေးကတော့ကားကိုယ်တော်မှာစပိန်နေရောပေါ့နော်ကဲပြီးတော့ဟောင်းကဲပေါ့နော်ဟောင်းကဲမှာလေဒါလေးကတော့ဆောက်လို့ဆက်သားပဲအလားပေါ့နော်အလားဝင်လို့မရဘူးပေါ့နော်ဒါလေးကတော့ဖနှက်စင်လေးပဲဖြစ်ပါတယ်ရှင်ပြီးရင်တော့ဒီမှာဆိုရင်တော့အိုးမကျဲဒါလေးလည်းမြည်လို့တောင်းပါပဲ
ပြီးတော့ဒီမှာဆိုကိတ်မုတ်လေးတွေပါလေညာလေးစားလို့ရပါတယ်ပန်းစီဖေးအောင်ထွက်စားလို့တော့နော်ဝါတိုးတန်းတာမှာအဲ့လိုမျိုးခိုးလို့ရရဲ့နော်